ဒီနေ့ကတော့ Hera Dyson ကနေ Arab လေးကို unboxing လုပ်ပြတာမှာဖြစ်ပါတယ်ရှင်။ငွေရင်းစေး$859ကိုသူက$100ကျော်တော့$759နဲ့ hair clip တစ်စုံရယ်ပြီးရင်Arab hair stand ရယ်ပြီးရင်ကျတော့ travel bag လေးကိုလက်ဆောင်ရတယ်ပေါ့နော်။ Hera တကယ်ချင်းနေရပါအရင်ကစိတ်လှုပ်ရှားနေကြတာပေါ့နော်။ customize name လေးကို my sayang ဆိုပြီးတော့ထိုးထားပါရှင်။အရောင်လေးကတော့ Dyson ရဲ့2025 limited edition color လေးဖြစ်တဲ့ Jasper Plum ဆိုတဲ့အရောင်လေးပါရှင်။ box ထဲမှာဗာလေးပါလဲဆိုတော့ volume increaser ခေါင်းတစ်ခုရဲ့အဲ့ဒါကတော့ fly away mode ခေါင်းလေးရဲ့သူကဖြောင်းနေပြီးတစ်ခုရဲ့ကောက်တဲ့ဟာကျတော့အချီးအသေးဆိုပြီးတော့နှစ်ခုပါပါတယ်ရှင်ပြီးတော့ dryer ကောင်းလေးတစ်ခုလည်းပါတယ်ပေါ့နော်ခုကတော့လက်ဆောင်ရထားတဲ့ပစ္စည်းလေးကိုဖောက်ကြည့်မှာပါမှန်းတော့တေချာမသိဘူးပေါ့နော်အတုံးကတေချာအထဲမှာလဲသူက box တေးသေးလေးတစ်ခုပါနေသေးတာကြည့်လိုက်တော့မှ hair clips တွေဖြစ်နေတာhair clips လေးကသူ့ကြည့်ပဲဆို$69ရှိပါတယ်ရှင်ခုနောက်တစ်ခုကတော့ Hera တီးရဲ့ Dyson ရဲ့ Arab Stanley လက်ဆောင်ရထားပါတော့ဒါလေးကကျတော့ website မှာဆိုရင်$139ရှိပါတယ်ရှင်ဒါလေးကတော့ Hera နဲ့ Hera တကယ်ချင်းနေဆမ်းပြီးတော့ Arab မှာပစ္စည်းထည့်ကြည့်နေရပါရှင်နောက်ထပ်လက်ဆောင်တစ်ခုကကျတော့ travel bag လေးဖြစ်ပါတယ်ခရီးသွားရင်ပစ္စည်းတွေအလွယ်တကူထည့်သွားလို့ရအောင်ပါရှင်ဒါလေးကသူ့ website မှာဆိုရင်$89ရှိပါတယ်ရှင် Hera ရဲ့ Dyson Arab လေးအတွက်အရင်ပြောနေပါပြီရှင်အဆုံးထိကြည့်ပေးလို့လည်းကျေးဇူးတင်ပါတယ်ရှင် See you next time bye bye